ချစ်ခင်ရပါတော့ဆက်ရမိတ်ဆွေများအားလုံးနှင်္ဂလာပါ2026ခုဇွန်လ25ရက်1388ခုပထမဝါဆိုလဆန်း17ရက်ကြာသာပရိနေ့တနေ့တာကံကောင်းစည်းရန်အတွက်ဆောင်ရန်ရှောင်ရန်ဖို့ဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်ကံကောင်းစီဖို့အတွက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားပန်းနဲ့လက်ဖက်ရည်ချိုးကတ်လို့ရမှာဖြစ်ပါတယ်ဤဒါနကောင်းမှုအကြောင်းပြုပြီးတနေ့တာကံကောင်းပြီးပြုလို့ဆောင်ရတဲ့မြတ်အောင်မြင်စေရန်အတွက်ဆုတောင်းရမှာဖြစ်ပါတယ်ဘာသာကြဘာသာမဲ့မိတ်ဆွေများအနေနဲ့ကတော့မိမိတို့ကိုယ်ွယ်စည်းကပ်တဲ့ဘုရားကိုယ်တော်၎င်းမိဘကိုယ်တော်၎င်းဆရာသမားကိုယ်တော်၎င်းလှူဒန်းပြီးဆုတောင်းပကထက်တူကံကောင်းခြင်းတွေရရှိစီမှာပဲဖြစ်ပါတယ်ရွတ်ဆိုရမှာကတော့ပြင်စဝိစီယအချုပ်ကာရမဏ္ဍတော်ကိုမိမိသက်စီရွတ်ဆိုရမှာဖြစ်ပါတယ်ဒေဝပုဒ္ဒကိလေတင်စခန္ဓာမစ္စုဘိသင်္ခါရံပြင်စမာရံစီနောဗုဒ္ဓောတံတေဇတာဘဝတုမေဤကာရတော်ကိုရွတ်ဆိုခြင်းဖြင့်ကျက်တိမင်္ဂလာတိုးတက်စေပြီးပစ္စည်းဥစ္စာတိုးတက်ခြင်းဆိုသောအကျိုးကိုရရှိစေမှာဖြစ်ပါတယ်။ဂရမဏမြတ်ရွတ်ဆိုတဲ့အခါမှာတော့သစ္စာပြုရွတ်ဆိုပါကဤကာဓာတော်ရဲ့ဟိတ်ကိုရရှိစေမှာဖြစ်ပါတယ်။ကံကောင်းစီဖို့အတွက်အဆောင်ကတော့မှန်ဖြစ်ပါတယ်။ကိုယ်တိုင်တော်၎င်းအိတ်ဆောင်တော်၎င်းဆောင်ထားပါကအသုံးမို့မိမိအိတ်ရထားတာနဲ့မှန်ရှိမှတဏိတာကံကောင်းဖို့ပြောဆိုခြင်းဖြင့်လည်းကံကောင်းခြင်းတွေရရှိစေမှာဖြစ်ပါတယ်။ကြာသာပရိနေ့ရေးကြီးကိစ္စဆောင်ရန်ရှိတဲ့ခါမှာတော့အဆအစဉ်ပြေစေဖို့အတွက်မက်ဆောင်ရမည်အနောက်အရက်ကိုမျက်နှာမူမိမိသွားရောက်မည်အရက်ဒေသမမြင်အပ်မမြင်အပ်ဆိုင်ရာပုဂ္ဂိုလ်များကိုမြစ်တာဖို့တိုင်တဲ့ဆုတောင်းတော်ပါကတကံရဲ့အထောက်ပံ့ကိုရရှိစေမှာပဲဖြစ်ပါတယ်။ဆိုင်မိတ်ဆွေများနေ့စဉ်ကံကောင်းခြင်းများပြုလုပ်ဆောင်ရပြီးကောင်းကျိုးလိုရာရရှိပိုင်ဆိုင်ကြပါစေ။ကိုယ်စိတ်နှဖျားအေးချမ်းပျော်ရွှင်ကြပါစေ။ယရိယာဟူသည်မှာမမီဖြစ်ခြင်းသောအကြောင်းအရာများကိုအတတ်ပညာတစ်ခုဖြင့်ပြုလုပ်ဆောင်ရခြင်းဖြစ်သည့်အတွက်အခုဆရာပြောပြသွားတဲ့ယရိယာများကိုမိသည့်လူမျိုးမိသည့်ဘာသာမဆိုပြုလုပ်ဆောင်ရလို့ရပါတယ်။ပြုလုပ်ဆောင်ရသူတန်ကံကောင်းခြင်းဆိုသောအကျိုးတွေကိုရရှိစေမှာပဲဖြစ်ပါတယ်။ဒါကတော့ပုပ္ပိစကတပုံညတာမင်္ဂလာနဲ့ညီနေ့စဉ်ကောင်းမှုများပြုလုပ်ပြီးနေ့စဉ်ကောင်းကျိုးချမ်းသာများရရှိစေဖို့တပည့်ဖြစ်ပါတယ်